အရင်6တာဘာသုံးရမှာလဲဆိုတော့မျက်နှာ6တာလားခန္ဓာကိုယ်6တာလားနှစ်ခုလုံးတော့ကိုမမေသူပြောပြပေးမယ်အသား6တဲ့သူတွေဒီပုံမှန်သူထက်ကိုအသားရည်ကမဲညစ်ကြတာများပါတယ်အဲ့တော့ဒီအသားရည်6တာတက်တာဖို့အတွက်အစားတောက်နေနေဆိုရင်တော့အရေးရွှန်းတဲ့အသီးနှံလေးတွေများများစားပေးဖို့လိုအပ်တယ်အရေးကြီးဆုံးတစ်ချက်ကတော့ရေများများတောက်ဖို့လိုအပ်ပါတယ်ပုံမှန်သူတယောက်ဆိုလို့ရှိရင်တော့ရေကိုပေါ့နော်2လီတာနဲ့3လီတာထိကိုပုံမှန်တောက်ပေးမယ်ဆိုရင်တော့အသား6တာလေးတက်တာတယ်အသားရည်လည်းကြည်တယ်မမေသူဆိုအလုံးလုံးတဲ့ဇပွဲမှာတလို့ရေဘူးအကြီးထားပြီးတော့တောက်ပေးတယ်ပေါ့နော် skin care အနေနဲ့ဆိုလို့ရှိရင်တော့မျက်နှာသစ်က collagen ပါတဲ့မျက်နှာသစ်ကိုတုံညွှန်းရင်မွေး6တာအရန်တက်တာဒီမျက်နှာသစ်ဆိုမမေသူယောက်ျားမရခင်အခုဘက်ကြီးရဲ့အထီကိုဆွဆွမြဲသုံးတာဒီတစ်ခုပဲရှိသေးအရန်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ရက်ပိုင်းလောက်သုံးရုံနဲ့အသားရည်ကိုကြည်ဆိုပြီးတော့ဂလို့တာအရန်မြန်တဲ့တိုနာဆိုရင်လန်ကွန်းတိုနာလေးပဲသုံးစမ်းသုံးခြင်းတဲ့သူတို့ကဒီဘူးလေးအရန်အဆင်ပြေတယ်ကမ္ဘာနာမည်ကြီးတိုနာဆိုပြီးနာမည်ကြီးနာလည်းမဆန်းဘူးပေါ့နော်နောက်တစ်ခုအသား6တဲ့သူတွေကဒီ moisturizer လိမ့်တဲ့အခါမှာဆိုလို့ရှိရင် cream type ကိုသုံးပေးဖို့လိုအပ်ပါတယ်အဲ့တော့ Nivea ထုတ်တဲ့ဟောဒီ cream ဘူးလေးကိုသုံးလို့ရတယ်ဒီကောင်လေးဆို face and body သုံးလို့ရတယ်အသား6တာတော်တော်လေးတက်တာတယ်မျက်နှာလည်းဖြူတယ်ပေါ့နော်ဒီက sun cream ဆိုလို့ရှိရင်ကကျတော့ collagen ပါတဲ့ sun cream လေးလိမ့်လို့ရတယ်ဒီ sun cream ဆို SPF 50 PA လည်းလေးလုံးတောင်ပါတာဖြစ်တဲ့တော့နေအောင်ချင်အောင်လည်းအပြည့်အဝကာကွယ်ပေးနိုင်တာဖြစ်တဲ့အတွက်ကကြတော့နေလောင်မဲတာတွေအမဲဆက်တင်းတိတ်တွေကိုလည်းကြိုပြီးတော့ကာကွယ်နိုင်ပါတယ်အဲ့တော့မျက်နှာအသားရည်မွဲ6မဲညစ်နေတဲ့ skin care ကို quality ကောင်းတာတွေကသုံးချင်တယ်ဆိုတော့ဒီဆက်လေးရတယ်၄မျိုးပါတဲ့တစ်စုံလုံးမှာတသိန်းကျော်လေးပဲကြာတာဖြစ်တဲ့အတွက်ကသုံးရလည်းအရန်ကိုတန်ပါတယ်ရှင်အဲ့တော့အသား6တာတက်တာတဲ့ body lotion လေးတွေကပါလိုချင်တယ်ဆိုလို့ရှိရင် Nivea ထုတ်တဲ့ဟောဒီနေ့လိမ့်ညလိမ့်မွေးတာလိမ့်နေ့လိမ့်ကကျတော့ SPF 15ပါတယ်ညလိမ့်ဆိုလို့ရှိရင် SPF မပါဘူးဒီကောင်လေးတွေက body made lotion ဖြစ်တဲ့အတွက်ကပုံမှန် lotion တွေထက်ကိုလည်းအသားပိုဖြူတယ်ဒါအပြင် moisturizing ကိုအပြည့်အဝဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက်ကမဲညစ်မွဲ6တာလည်းတော်တော်လေးကိုသက်သာပါတယ်